ဘသူကထင်ထားမိပါလဲခရမ်းသီးကိုတုံးပြီးပြင်သစ်စတိုင်းငန်းအသေးရဲ့အရာသာမျိုးရအောင်ပြန်လဲဖန်တီးနိုင်လိမ့်မယ်လို့နူးညံ့ညံ့ညောပြီးလုံနီးကလည်းလွယ်ကူပါတယ်ခရမ်းသီးကိုအခွန်ခွာပြီးအတုံးလေးတွေတုံးပေးပါပေါင်းအိုးထဲထည့်ပြီးနူးဣသွားတဲ့အထိပေါင်းပေးပါတူနဲ့အလွယ်တကူထိုးဆိုင်လို့ရပြီဆိုရင်ရပါပြီblender ထဲကိုတီဟိုစိမ့်နဲ့ပေါင်းထားတဲ့ခရမ်းသီးတွေထည့်ပါပဲငံပြားကြီးကြာညွန်းခရူးစီတကြားပြောင်းကော်မှုန့်နဲ့ရေတို့ထည့်ပြီးညံ့နေအောင်ကြိတ်ပေးပါ Flavor Traveler ကနေနေ့စဉ်ဟင်းချက်နည်းတွေကိုတင်ပေးနေလို့ follow လုပ်ပြီး like and share လေးလည်းလုပ်ပေးခဲ့ပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကြိတ်ပြီးရလာတဲ့အနှစ်တွေကိုပေါင်းအိုးထဲထည့်ပြီး25မိနစ်လောက်ပေါင်းပေးပါပေါင်းပြီးသွားရင်အေးခံပေးထားပါအေးခံပြီးရင်ခဲသွားအောင်ရေခဲတက်တာတွေထည့်ထားပေးပါပေါင်မုံကိုနှစ်ဖက်စလုံးရွှေဥရောင်တန်းလာတဲ့အထိမီးကင်ပေးထားပါပြီးရင်အတုံးသေးသေးလေးတွေလှီးပေးထားပါနော်ခဲသွားတဲ့ငန်းအသေးတူကိုပေါင်မုံနဲ့အရွယ်စားတူအချက်အပါးလေးတွေလှီးပြီးပေါင်မုံတုံးလေးတွေပေါ်မှာတင်ပေးပါခရမ်းချင်းသီး sauce အနည်းငယ်နဲ့အလှဆင်ပေးလိုက်ရင်လှပတက်ရက်ပြီးအရသာရှိတဲ့ဟင်းပွဲလေးရပါပြီ